ဒီမှာလာပြလို့ရတယ်နော်ကျွန်တော်ရင်တော့ဆိုရင်ဒူးပြုတ်တာကြာပြီနော်ဒီစီရုပ်စေးကနေလည်းပြတယ်အထူးကူတွေနဲ့လည်းပြတယ်မပြောက်ဘူးတော်တော်နဲ့နော်ညီမဆိုရင်လည်းစုံနေရပဲနေပြီးတော့ရောက်တယ်ပကူးမှလည်းပြတယ်နော်အထက်လန်းအွန်လိုင်းဆရာကြီးနဲ့လည်းပြတယ်အဲ့ဒါမှပြောက်တာတော်တော်ကြာပြီ6နှစ်ကျော်9နှစ်နော်ဒီမှာဝနာကနေပြီးတော့တီးတဲ့ခါကျတော့ဒီမှာအတိရှိတယ်ဆိုပြီးတော့ပို့လာပေးတာဒီမှာတစ်ခါလည်းနဲ့ကျွန်တော်100%တော့မပြောက်သွားဘူးဒီကောင်ကအစစ်ဟာနဲ့အတွက်80%လောက်ပြောက်သွားတယ်တော်တော်လည်းကောင်းတယ်ဒါနောက်တစ်ခါပြန်လာတယ်နော်แล้วบอกด้วยว่าหนูชื่ออะไรถ้ามาด้วยบอกว่ารู้จักชื่อของหนูอ่ะเดี๋ยวเล็กจะลดให้ကျွန်တော်နာမည်ကရဲထက်နိုင်နော်တကယ်လို့မှလာကြတယ်ဆိုတော့ကျွန်တော်ဆက်သွယ်လို့ရတယ်တကယ်လည်းကောင်းတယ်เพราะว่าถือว่าหนูเป็นวิทยาทานให้คนอื่นบอกบุญเพราะบางทีพี่น้องชาวพม่าเขาทำงานเขาต้องใช้แรงใช่ไหมครับเวลาเขาเจ็บปวดหนูรู้ไหมว่าบางทีเขาทำงานไม่ได้หัวหน้าให้ออกมันน่าสงสารไงถ้าอย่างน้อยพี่เล็กเป็นคนหนึ่งที่ทำให้เขาร่างกายดีขึ้นพี่เล็กก็จะคิดเรทราคาของหนูนี่แหละราคาที่ราคากันเองเลยเพราะว่าให้เขาได้ใช้ชีวิตเขาได้ทำงานต่อไปเลี้ยงครอบครัวเขาတကယ်ကောင်းတယ်နော်ကျွန်တော်တို့ကြည်ရပါပြောနေနေတာတကယ်ကောင်းတယ်တကယ်ပြောတာขอบคุณนะครับแล้วหนูชื่อเล่นชื่ออะไรชื่อไทยชื่อเล่นผมก็เรียกชื่อเย่ครับเย่เย่